ရှေ့ရခင်ကစစ်တီတော်တဦးဟာကြီးတောင်းထဲဘူးထဲမှာကြီးကုံတော့မယ်ဆိုတာမသိပဲဖြစ်တတ်တယ်။ဒါဟာအသက်အန္တရာယ်ရှိတဲ့ပြဿနာပါ။ဒါကြောင့်ပညာရှိတွေကနောက်ဆုံးသုံးငါးတောင်ကိုအနီရောင်မီးပန်းကြီးတွေနဲ့အစားထိုးလိုက်တယ်ပြစ်လိုက်တဲ့အခါမီးပွင့်လေးတွေလိုလေထဲမှာလင်းလက်သွားပြီးစစ်တီတော်ကိုဟာငါးကြီးတွေကုံတော့မယ်အမြန်လဲမှဆိုပြီးတတိပေးတဲ့အချက်ပေးမီလေးကကဲတင်ပေးခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာမြေအောက်မှာမြေမြုပ်မိုင်းတွေရှိတတ်တဲ့ဒီအန္တရာယ်ကိုရှောင်ရှားဖို့စစ်တီတော်တွေဟာတတုပုံကိုမြေကြီးပေါ်မှာမှောက်ပြီးဘုံလိုတီးခတ်တဲ့နီလန်းကိုအသုံးပြုခဲ့ကြတဲ့ပုံကအတန်ချက်ဆက်လို့အလုတ်လုတ်ပြီးမြေကြီးထဲကိုတုံခါမှုတွေထိုးဖောက်ဝင်ရောက်စေတဲ့အကယ်၍အောက်မှာမိုင်းရှိနေရင်ပုံတီးတန်ရဲ့တုံခါမှုပြောင်းလဲသွားတာကိုလက်နဲ့ခန်းစားသိရှိရပြီးမိုင်းရှိနေကြောင်းချက်ချင်းသတိပေးခံရတယ်။ပင်လယ်ကမ်းခြေမှာမကောင်းဆိုးဝါးပုံစံလိမ်လည်သူများဟာလိတ်ကလေးတွေကိုတုံးပြီးငွေရှာခဲ့ကြတယ်သူတို့ဟာကမ်းခြေကဧည့်သည်တွေကိုလိတ်ကလေးတွေရောင်းပြီးကံကောင်းစေဖို့ရေထဲလွတ်ပေးဖို့ပြောဆိုကြတယ်ဒါပေမဲ့ဧည့်သည်တွေလွတ်ပေးလိုက်တဲ့အချိန်မှာပဲရေအောက်မှာစောင့်နေတဲ့အခြားလိမ်လည်သူတွေကအဲ့ဒီလိတ်ကလေးတွေကိုပိုက်ကွန်နဲ့ချက်ချင်းပြန်ဖမ်းလိုက်ကြတယ်ဒီလိုနဲ့လိတ်ကလေးတွေဟာအကြိမ်ကြိမ်အဖမ်းခံရပြီးလူမိုက်တွေရဲ့ပတ်စံအိတ်ထဲကိုပို့ဆောင်ပေးရတဲ့ဝမ်းနည်းဖွယ်တန်တရားလည်းနေခဲ့ရတယ်